ခွေးသားရေပရပိုက်တွင်ပါသူစွန့်ဟုခုံးသည်ရေကိုခွဲ၍ကုန်းပေါ်သို့တက်လာလေ၏ကုန်းပေါ်၌မြောက်ပညာရှိ4 ယောက်သည်နောက်လိုက်နောက်ပါမြောက်များချံရန်လျက်ကုန်းပေါ်၌စောင့်နေကြသည်ကိုတွေ့လိုက်ရသည်စွန့်ဟုခုံးသည်ရေထဲမှဘွားခနဲတိုးထွက်လာသည်သူကိုယ်၌ရေတဆက်မျှမဆိုချေမြောက်ပညာရှိများနှင့်မြောက်အားလုံးသည်စွန့်ဟုခုံးအားဒူးထောက်၍ကြိုဆိုကြလေ၏စွန့်ဟုခုံးသည်ယခင်ကနှင့်မတူချက်ဝတ်တစားဝတ်ပြီးရွှေတရက်ဖူဆောင်းထားသဖြင့်တဝင်းဝင်းတောက်ပနေသည်မြောက်အားလုံးကချီကျိုးဩဘာပေးကြလေ၏ကြက်တရေရှိသောမြောက်မင်းမြောက်များ၏အော်တန်သည်ဟိမ့်ထွက်သွားလေ၏ကဲလာကြလိုင်ကူကိုတွားကြမယ်ချက်ဝတ်တစားဝတ်ဆင်ထားသောစွန့်ဟုခုံးကဥဆောင်ပြီးရေတခွန်လိုင်ကူသို့တွားကြလေ၏လိုင်ကူထဲသို့ရောက်သောအခါလိုတရရွှေရွတံမဏိတုတ်အားမြေပြင်တွင်ထိုးဆိုင်လိုက်လေ၏မြောက်များသည်ဘုမတိပမတိဖြင့်မြေတွင်စိုက်ထားသောတုတ်အားဆွဲနှုတ်ကြည့်ကြလေ၏စွန့်ဟုခုံးကပြုံးကြည့်နေသည်သူတို့တပြုံတမကြီးဆွဲနှုတ်တော်လဲတန်တုတ်သည်တုတ်တုတ်များမလုပ်ချေမြောက်ချို့ကမင်းမြန်းလေ၏ဒီလောက်လေးလံတဲ့တန်တုတ်ကိုမြောက်မင်းဘလို့များတဲလာနိုင်ပါသလဲစွန့်ဟုခုံးသည်တန်တုတ်ကိုဆွဲနှုတ်လိုက်၏တန်တုတ်သည်ငှက်မွေးတစ်ချောင်းလားပေါ့ပါစွာပါသွားသည်ဘယ်အရာမျိုးမဆိုဘယ်ပစ္စည်းမျိုးမဆိုထိုက်တဲ့လူမရတာကွငါရောက်တဲ့အခါမှဒီတန်တုတ်ဟာရောင်ကြီးတွေလွတ်နေတာငကားမင်းကတော့တန်တုတ်ရိုးရိုးလိုပဲထင်နေတာသူကရေလှိုင်းကိုငြိမ်စေတဲ့တန်တုတ်လို့ထင်နေတယ်သူတို့ဒီတန်တုတ်ကိုမတည်နိုင်ကြဘူးငါကိုယ်တိုင်သွားရတာငါကဒီတန်တုတ်ကိုလက်နဲ့ထိပြီးငါကိုင်နိုင်တဲ့အရွယ်အထိသေးစမ်းလို့စိတ်ထဲကပြောလိုက်တော့မှဒီအရွယ်ဖြစ်သွားတာဒီလိုတရတန်မဏိတန်တုတ်ရဲ့အလေးချိန်ဟာ13500အလေးချိန်ရှိတယ်သူသည်လိုတရတန်တုတ်အားလက်တစ်ဖက်ဖြင့်ကင်သည်မင်းတို့ဝေးဝေးနေကြဆန်းမြောက်များသည်နောက်ဆုတ်သွားကြလေ၏မြောက်များသည်စွန့်ဟုခုံးကိုသာကြည့်နေသည်စွန့်ဟုခုံးပါလုံးမီနီသူသည်တန်တုတ်ကိုလက်ဖြင့်ကင်၍သေးစမ်းအသေးဆုံးဖြစ်စမ်းရှည်လျားသောတန်တုတ်သည်အထက်သေးငယ်သောအရွယ်သို့ဖြစ်သွားလေ၏သူသည်သေးငယ်လာသောတန်တုတ်ကလေးကိုနားထဲထည့်ဝက်လိုက်၏မြောက်များသည်အံ့ဩထိတ်လန့်သွားကြသည်မြောက်ချို့ကအရှင်မြောက်မင်းကြီးအောင်လုပ်ပြပါဦးစွန့်ဟုခုံးကရတဲ့လုပ်ပြမယ်သူသည်နားထဲမှတန်တုတ်ကလေးကိုယူ၍လက်ထဲတွင်ထားလိုက်သည်စွန့်ဟုခုံးអော်လိုက်သည်တန်တုတ်သည်တဖြည်းဖြည်းကြီးလာပြီးနောက်ဆုံးမူလအရွယ်အထိကြီးမားသွားသည်စွန့်ဟုခုံးသည်မြောက်များကိုလှုပ်ပြရင်းသူလဲပျော်ရွှင်လာသည်သူသည်လိုင်ကူထဲမှထွက်လာသည်တရားအပြင်သို့လျှောက်လာသည်မြောက်များကသူ့နောက်မှလိုက်လာကြသည်သူသည်မြေကွက်လက်တွင်ရက်လိုက်၏ငါခန္ဓာကိုရှည်လိုက်ဆန်းသူ၏ကိုယ်ခန္ဓာသည်တဖြည်းဖြည်းရှည်လျားထွားကျိုင်းလာ၏သူ၏မျက်လုံးကြီးများသည်ကြောက်မက်ဖွယ်ရာကြီးမားလာသည်ပါးဆက်လဲအလွန်ပြဲလာသည်သူ၏သွားများသည်အလွန်ကြီးမားသောခရင်ခွက်ပမာကြီးမားလာသည်သူ၏ခန္ဓာကိုယ်သည်တောင်ပူစာတစ်လုံးပမာကြီးထွားလာလေ၏သူ့လက်ထဲမှလိုတရရွှေရည်တံမဏိတုတ်သည်အစွန်းတစ်ဖက်ကကောင်းကင်အထိရောက်ပြီးကြံစွန်းတစ်ဖက်ကငရဲပြည်အထိတိုးဝင်သွား၏တခဏမျှကြာသောအခါစွန့်ဟုခုံးသည်ငကိုရွယ်သို့ပြန်လည်ရောက်ရှိသွားသည်ရွှေရည်တံမဏိတုတ်သည်ငကိုရွယ်သို့ပြန်ရောက်သွားသည်သူသည်တံမဏိတုတ်အားအရွယ်ဖြစ်စေပြီးနားထဲသို့ဝတ်သိမ်းလိုက်သည်သူသည်လိုင်ကူထဲရှိသူဆံမြန်းသည့်ထိုင်ကုန်မြင့်ပေါ်ထိုင်လိုက်သည်မကြာမီဘလူးများနှင့်တောတရိတ်ဆန်များသည်သူအားပြက်ဝတ်ကစားလာကြလေ၏စွန့်ဟုခုံးကလည်းတတိဝက်လံများပြန်လဲကျွေးမွေးသည်သူသည်မြောက်ပညာရှိ၄ကောင်အားယာဓုဌာနန္ဒရများခွဲဝေပေးအပ်သည်အောက်အဆင့်ရှိမြောက်အသီးသီးအားလည်းယာဓုဌာနန္ဒရများပေးအပ်ပြီးအဆင့်ဆင့်အုပ်ချုပ်စေသည်ငါမရှိလဲမင်းတို့အုပ်ချုပ်လို့ရပြီးငါယာဓုခွဲဝေပေးလိုက်ပြီးမြောက်များသည်မြောက်မင်းကိုဥခိုက်ရှိခိုးကြလေ၏ထို့နောက်စွန့်ဟုခုံးကပြောကြသည်ငါလည်းဒေသန္တရဘဟုတုတရှာတဲ့အနေနဲ့ရေမြေတော်တောင်တွေကိုလှည့်လည်ကြည့်ရှုမယ်အနားယူရင်းလဲဆိုပါတော့စွန့်ဟုခုံးသည်တောတောင်ရေမြေတို့ကိုလှည့်လည်ကြည့်ရှုရန်ထွက်ခွာသွားလေတော့၏မြောက်ပညာရှိ၄ ယောက်တို့ကအရှင်မြောက်မင်းပညာရှိသတိဖြစ်ခဲဖြစ်တတ်ပါတယ်ထို့ကြောင့်အရှင်မြောက်မင်းမေ့လျော့နေသောအရာများကိုထောက်ပြရန်ကျွန်တော်မျိုးတို့၄ ယောက်အရှင်နှင့်အတူလိုက်ပါလိုပါတယ်ခွင့်ပြုပါရှင်စွန့်ဟုခုံးသည်စဉ်းစားပြီးနောက်ခွင့်ပြုတယ်သူသည်ခွင့်ပြုလိုက်လေ၏စွန့်ဟုခုံးသည်ဟွာကိုးစန်းတောင်မှထွက်ခွာသွားတော့သည်သူ့နောက်၌မြောက်ပညာရှိ၄ ယောက်လိုက်ပါသွားသည်သူသည်ခီးလန်းစဉ်တစ်လျှောက်၌သူ့အစွမ်းများကိုပြသသွား၏ကြော်ကြားထင်ရှားသောပုဂ္ဂိုလ်များထံသို့လည်းဝင်သည်မိတ်ဆွေဖွဲ့သည်ထင်ရှားသောပုဂ္ဂိုလ်များကလည်းစွန့်ဟုခုံး၏အစွမ်းကိုမြင်သဖြင့်ပြန်လည်မိတ်ဖွဲ့ကြသည်သူသည်လန်ခီး၌နွားမင်းသိမ့်ငှက်မင်းချင်းတေမင်းလူဝင်မင်းနှင့်ငါးမင်းတို့ကိုညီရင်းအကိုတဖွဲတွေးတောက်ညီကိုတဖွဲမိတ်ဖွဲ့နိုင်ခဲ့၏သူသည်နေ့စဉ်လီပေါင်းများစွာခီးသွားနိုင်ခဲ့၏ထို့နောက်သူသည်ဟွာကိုးစန်းတောင်သို့ပြန်လာခဲ့တော့၏တနေ့တွင်စွန့်ဟုခုံးသည်နွားမင်းနှင့်နောက်ပါအချွေရံများကိုဟွာကိုးစန်းတောင်၌ဧည့်ခံကျွေးမွေးလေ၏နွားမင်းတို့သည်စားတောက်ပြီးသောအခါနှုတ်ဆက်ထွက်ခွာသွားသည်စွန့်ဟုခုံးသည်အမူးလွန်နေသဖြင့်လိုင်ကူထဲမှထွက်ကာတစ်ပင်တစ်ပင်အောက်တွင်ထိုင်ရင်းအိပ်ပျော်သွားသည်မြောက်ပညာရှိ၄ကောင်တို့သည်စွန့်ဟုခုံးကိုဝိုင်းပတ်စောင့်ရှောက်နေကြ၏စွန့်ဟုခုံးအိပ်ပျော်နေစဉ်မတမာသူများလှုပ်ကြံမည်ကိုမြောက်ပညာရှိများစိုးရိမ်ကြသည်မြောက်မင်းစွန့်ဟုခုံးသည်အိပ်ပျော်နေသည်
ထိုစဉ်ငရဲသားနှစ်ယောက်သည်ခွေးသားရေပရပိုက်ကိုကင်ကာသူထံသို့ရောက်ရှိလာသည်ခွေးသားရေပရပိုက်ပေါ်၌စွန့်ဝူခုံဟုထင်ရှားစွာရေးသားထားသည်ငရဲသားနှစ်ယောက်သည်စွန့်ဝူခုံအားလက်ညှိုးထိုးမင်းငေါ့ပြီးစည်ရင်၌ပါသူဟုတ်မဟုတ်စစ်ဆေးကြသည်ဟုတ်တယ်သူပဲတေချပါတယ်ငရဲသားနှစ်ယောက်သည်စွန့်ဝူခုံ၏လေပင်အားတန်ကြိုးဖြင့်ရစ်ပတ်ချီနှောင်ကြတော့၏ထို့နောက်တရုတ်ဆွဲကာခေါ်သွားသည်သူတို့သည်မြေကြီးတွင်တဆင့်ပြီးတဆင့်နှိပ်စင်းသွားသည်မြေအောက်မြို့တော်ကြီးတစ်ခုသို့ဆိုက်ရောက်လေတော့သည်စွန့်ဝူခုံသည်အမှုပြေသွားလေပြီးသူသည်မော့ကြည့်လေရာငရဲပြည်ဟုစာတန်းရေးထိုးထားသည်ကိုတွေ့မြင်လိုက်ရလေ၏သူသည်ရုတ်ချီးတတိယလိုက်သည်ငရဲပြည်ဆိုတာရမမင်းနေထိုင်တဲ့နေရာပဲငါကိုဘာဖြစ်လို့ဒီကိုခေါ်လာရတာလဲငရဲသားနှစ်ယောက်ကတင်ဟာတက်တန်းကုံဆုံးပြီးကျုပ်တို့ရဲ့ရမမင်းရဲ့အမိတ်အရာတင့်ကိုလာခေါ်တာတင့်ကိုကျုပ်တို့စီရင်ချိန်ရပြီးစွန့်ဝူခုံကတခိုးကလူဟစ်သောစကားကိုပြောသည်ကျုပ်ဟာလေထဲမှာပြန်တန်းနိုင်တဲ့ကျုပ်ရဲ့အုပ်ချုပ်ရေးဝါဝါကိုလည်းအောက်ကလူတွေနဲ့လွှဲထားလိုက်ပြီးတင်တို့မူမူယူယူနဲ့ဒီလိုလာဖမ်းတာကတော့မကောင်းပါဘူးကျုပ်ကိုပြန်လွတ်ပါရမမင်းရဲ့အမိန့်ကရှိနေတော့အမိန့်ကိုတွေးဖဲလို့မကောင်းဘူးကျုပ်တို့ကအမိန့်တိုင်းအတိအကျဆောင်ရွက်ရမှာပဲငရဲသားများသည်သူ့လေပင်အားတန်ကြိုးတက်၍အတင်းအဓမ္မဆွဲခေါ်ကြတော့၏စွန့်ဝူခုံသည်တီးမခံနိုင်တော့ချေသူ့နားထဲမှအရွယ်ခန့်ရှိသောတမ္မဏိတုတ်ကလေးကိုထုတ်လိုက်တော့၏လက်ထဲဝေရမ်းလိုက်သောအခါကြီးမားသောတမ္မဏိတုတ်ကြီးဖြစ်လာတော့သည်သူသည်သူ့အားအဓမ္မဖန်ဆီးခေါ်ဆောင်နေသည့်ငရဲသားနှစ်ဦးအားရိုက်တက်လိုက်တော့သည်ထို့နောက်သူ့လေပင်အားချီနှောင်ထားသည့်တန်ကြိုးအားဖြေလိုက်၏သူသည်အလွန်ဒေါသထွက်နေသဖြင့်ငရဲပြည်တွင်၌တွေ့သည်ငရဲသားများအားတမ္မဏိတုတ်ဖြင့်လိုက်ရိုက်တော့သည်ငရဲသားများမှာထိတ်လန့်တကြားအော်ဟစ်လျက်ထွက်ပြေးကြသည်စွန့်ဝူခုံမှာတဲကြီးမဲကြီးလိုက်ရိုက်သဖြင့်သူတို့သည်ရမမင်းထံသို့အပြေးလွှားသွားရောက်ရတော့သည်ရမမင်းကယ်တော်မူပါရမမင်းကျွန်တော်မျိုးတို့ဒုက္ခရောက်နေပါပြီကျွန်တော်မျိုးတို့ကိုလိုက်ရိုက်တက်နေပါပြီငရဲသားများသည်ရမမင်းအားတိုင်ကြားရလေတော့၏ငရဲသားတဦးကအပြည့်စုံတိုင်ကြားလျှောက်ထားသည်ရမမင်းကြီးခင်ဗျာအပြင်ဘက်မှာမြောက်တကောင်တောင်းကျမ်းနေပါတယ်မကြခင်ဒီကိုရောက်လာပါတော့မယ်သူလာနေတဲ့လမ်းဟာဒီလမ်းအတိုင်းဖြစ်ပါတယ်ရမမင်းသည်ငရဲအထက်ကြီး10ထပ်မှငရဲမင်းများကိုခေါ်ယူစည်းဝေးစေတော့၏သူတို့မဆွေးနွေးနိုင်မီအပြင်မှဆူညံအတန်များကိုကြားရတော့သည်ကဲကျုပ်တို့အပြင်ထွက်ပြီးတွေးလိုက်ကြရအောင်ငရဲပြည်တစ်ပြည်လုံးအုပ်အော်တောင်းနှင်းဖြစ်အောင်လိုက်ရိုက်နေတဲ့သူဟာဘသူဖြစ်မလဲလို့ကြည့်ကြရမယ်သူတို့သည်မျိုးရိုးထိတ်မှကြည့်လိုက်တော့အခါတောင်းကျမ်းချင်တိုင်းတောင်းကျမ်းနေသည့်မြောက်တကောင်ကိုတွေ့ကြရလေ၏ရမမင်းသည်မျိုးရိုးထိတ်မှစီး၍ကြည့်လိုက်သည်ငရဲပြည်မှလာပြီးတောင်းကျမ်းနေတဲ့တင်ဟာဘသူလဲကျုပ်ကဟွာကိုးစန်းတောင်ကမြောက်မင်းဆုံးဟုခုံးဖြစ်တယ်သူတို့ကလူလွတ်ပြီးကျုပ်ကိုဘာကြောင့်ဖမ်းခိုင်းတာလဲရမမင်းသည်ငရဲပြည်တွင်၌သူတောင်းကျမ်းနေပုံကိုကြည့်ပြီးသူ့အစွမ်းသည်မသေးဟုယုံကြည်သွားလေ၏ထို့ကြောင့်သူသည်ပြေပြစ်စွာဆက်ဆံမှဖြစ်မည်ဟုဆုံးဖြတ်လိုက်လေ၏ကျုပ်တို့လူမားသွားတာဖြစ်နိုင်ပါတယ်ခမည်းတော်ကဘသူတွေလဲငရဲကြီး10ထက်ကငရဲမင်းတွေပဲဘသူတွေလဲကျုပ်နာမည်တွေကိုသိချင်တယ်ကျုပ်ကကျင်ကွမ်းငရဲမင်းဖြစ်ပါတယ်နောက်တစ်ယောက်ကတော့ကျုပ်ကချူကျန်းငရဲမင်းဖြစ်ပါတယ်နောက်တစ်ယောက်ကျုပ်ကခုံတိငရဲမင်းဖြစ်ပါတယ်နောက်တစ်ယောက်ကျုပ်ကဝူကွန်းငရဲမင်းဖြစ်ပါတယ်နောက်တစ်ယောက်ကျုပ်ကရမ်းလုံငရဲမင်းဖြစ်ပါတယ်နောက်တစ်ယောက်ကျုပ်ကပင်တိန်ငရဲမင်းဖြစ်ပါတယ်နောက်တစ်ယောက်ကျုပ်ကကျင်စန်းငရဲမင်းဖြစ်ပါတယ်နောက်တစ်ယောက်ကျုပ်ကတူးချီငရဲမင်းဖြစ်ပါတယ်နောက်တစ်ယောက်ကျုပ်ကကတ်စိန်ငရဲမင်းဖြစ်ပါတယ်နောက်တစ်ယောက်ကျုပ်ကကျွမ်းတုံငရဲမင်းဖြစ်ပါတယ်စွန့်ဝူခုံသည်တရက်ခန့်မေးသလိုမေးလိုက်သည်ငရဲမင်းများကလည်းသူတို့၏အမိများကိုယိုကျိုးစွာဖြေကြားကြ၏စွန့်ဝူခုံကတင်တို့ဟာငရဲမင်းဖြစ်လျက်အတိညာဏီလာကြည်လာစကြဝဠာနဲ့အသက်ရှင်ပြီးရှည်တဲ့လူကိုငရဲပြည်ခေါ်ရတယ်လို့ရန်လုံငရဲမင်းကဒေါသရှိထားရင်မှာပေါ့လောကမှာလူတူမရှားနမေတူမရှားတာကြောင့်တေမဲ့လူကိုတွားခေါ်တဲ့ငရဲသားတွေကမတေးရသေးမဲ့တင့်ကိုတွားခေါ်တာဖြစ်ပါလိမ့်မယ်စွန့်ဝူခုံကတင်တို့ရဲ့စကားကိုကျုပ်မယုံဘူးတင်တို့မှရှိတဲ့တေးရမဲ့လူစည်ရင်ကိုကြည့်ကျင်တယ်ရန်လုံမင်းကကဲကြည့်လို့ရပါတယ်အထဲကိုကြွပါစွန့်ဝူခုံသည်လိုတရတန်တုတ်ကိုဆွဲလျက်ဆင်းလိုနန်းတော်ပေါ်သို့တက်လာလေ၏သူသည်ခန်းထဲဝင်လာသောအခါစားပွဲနှင့်ကလာထိုင်များကိုတွေ့ရသည်ကလတ်ထိုင်တစ်လုံးတွင်ဝင်ထိုင်လိုက်သည်ရန်လိုမင်းကခွေးသားရေပူရပိုက်ယူခဲ့ဆန်ဒီကအဆွေတော်မြောက်မင်းကိုပြရအောင်အဆောင်ရဲသားတယောက်သည်ခွေးသားရေပရပိုက်ကိုတွားယူသည်မြောက်မင်းအားခွေးသားရေပရပိုက်လမ်းပေးလိုက်သည်စွန့်ဝူခုံသည်ခွေးသားရေပရပိုက်အားလမ်းယူပြီးစရင်ကိုကြည့်သည်ချက်ရည်150ခန်းကိုလှမ်းကြည့်ပြီးတော့အခါစွန့်ဝူခုံ၏အမိကိုတွေ့ရှိရလေ၏မှတ်တမ်း၌ရေးမှတ်ထားသည်မှာကြောက်တုံးမှမွေးဖွားသောမြောက်အသက်340နှစ်တွင်ကုန်ဆုံးသည်စွန့်ဝူခုံကငါအသက်ဘယ်လောက်ရှိပြီဆိုတာကိုမမှတ်မိတော့ဘူးဒီနာမည်ကိုဒီစီရင်ကဖျက်ပစ်လိုက်ရင်ပြီးတာပဲသူတို့လိုက်ပြီးစီရင်ဖို့မလိုတော့ဘူးပေါ့သူကအဆောင်အားလက်ဖြန့်တောင်းလိုက်သည်အဆောင်သည်စုတ်တံကိုကြပြပေးလိုက်ရသည်သူစုတ်တံကိုကန်၍သူ၏အမည်နှင့်မြောက်တရဝါအမည်နာမပါရှိသည်တို့ကိုဖျက်ထုတ်ပစ်လိုက်၏သူသည်ခွေးသားရေပရပိုက်ကိုပစ်ချလိုက်ပြီး
ကျုပ်နာမည်ခမည်းတော်စီမှာစရင်မရှိတော့ဘူးခင်များတို့နဲ့ကျုပ်လုံးဝမသက်ဆိုင်တော့ဘူးသူတီလိုတရားရွှေရည်တန်တုတ်ကိုဝေယန်းကာလန်တလျှောက်တိုက်ခိုက်ပြီးထွက်ခွာသွားလေ၏သူနှင့်တွေ့ထိမိသူများမှာဒဏ်ရာအနာတရားရကြံခဲ့ကြ၏ငရဲမင်းအားလုံးသည်သူ့ကိုမတားဝန်းကြပေငရဲမင်းအားလုံးစုပေါင်းတိုင်ပင်ကြ၏အတော်ဆွမ်းတဲ့မြောက်ပဲသူ့ကိုကျုပ်တို့နိုင်မယ်လို့မပြောနိုင်ဘူးဟုတ်တယ်ကျုပ်တို့10ယောက်ပေါင်းတိုက်လဲသူ့ကိုနိုင်မှာမဟုတ်ဘူးသူတို့သည်မြောက်မင်း၏စွမ်းရည်ကိုအတိမတ်ပြုကြလေ၏ဒါပေမဲ့သူလှုပ်တာဟာလှုပ်ရိုးလှုပ်စင်မဟုတ်ဘူးကျုပ်တို့ရဲ့လုပ်ငန်းစဉ်ကိုလည်းဖျက်ဆီးသွားတယ်ငရဲပြည်တစ်ပြည်လုံးလဲသူဝင်မွေသွားတာကွက်လောညံသွားတာပဲဒါကတော့သူ့တောင်းကျမ်းမှုပါသူ့ကိုတာဝတိန်သားကနတ်မင်းကြီးစီကိုတိုင်ရမယ်ဟုတ်တယ်ကျုပ်ကလည်းတိုင်ချင်နေတာပဲငရဲမင်း10ဦးတို့သည်အညီညွတ်တိုင်ပင်ပြီးနောက်တာဝတိန်သားမှနတ်မင်းကြီးအားတိုင်ကြားကြလေတော့၏